အားလုံးပဲမင်္ဂလာပါဗျာကျွန်တော်စပင်လောကသားအားလုံးကိုလေးစားပါတယ်ကျွန်တော်ပြောချင်တဲ့စကားတွေကတော့တခြားမဟုတ်ဗျကျွန်တော်စပင်လောကကိုစရောက်တဲ့သင်တန်းစပြပြီးဆိုကြတဲ့ပြောချင်တဲ့စကားတွေအကြောင်းမျိုးကြောင့်ကျွန်တော်မပြောပြခဲ့ဘူးပေါ့နော်အခုတော့ကျွန်တော်ပြပြချင်ပါတယ်ဗျတခြားတော့မဟုတ်ဘူးဗျကျွန်တော်စပင်လောကမှာဘယ်လိုဖြစ်နေလဲဆိုတော့လှုပ်ရှားချင်တာကကျွန်တော်တို့ရဲ့ဘယ်လိုပြောမလဲစပင်စလွန်ဆိုင်ပေါ့နော်စလွန်ဆိုင်ပဲဖြစ်ဖြစ်ကျွန်တော်တို့မျိုးပေါ့နော်ပေါ်နေကြတာမျိုးရှိပါတယ်စလွန်ဆိုင်ပဲဖြစ်ဖြစ်စပင်ညက်ဆိုင်ပဲဖြစ်ဖြစ်ဘာပဲဖြစ်ဖြစ်ပေါ့နော်အလှပြင်ဆိုင်ပဲဖြစ်ဖြစ်လှုပ်ချင်တာသူ့ရဲ့ရည်ရွယ်ချက်လိုရည်ရွယ်ချက်လှုပ်ချင်တဲ့သူတယောက်ကသူပထမဆုံးစတက်လိုက်တာဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့စရုံးမိတ်ကပ်ကိုအရင်တက်လိုက်စရုံးမိတ်ကပ်မှာတော့အခုခေတ်ဈေးတော့မပြောတော့ဘူးเนาะဟိုတုန်းကဆိုရင်တော့အနည်းဆုံး16 18 20ဆိုပြီးရှိတယ်တင်တန်းကြီးပြီးအဲ့ခေတ်ကဆိုလို့ရှိရင်စရုံးမိတ်ကပ်တင်တန်းကြီးကို16သိန်းလောက်တောင်းနေတဲ့ခေတ်ထဲမှာကျွန်တော်ဘာသာဆုံးတင်တန်းကို3သိန်းခွဲနဲ့ကျွန်တော်စပြီးတော့ပြခဲ့စပင်လိုင်းဘာသာဆုံးကိုကျွန်တော်3သိန်းခွဲနဲ့စပြီးတော့ပြခဲ့တာပါပြောချင်တာကတော့အဲ့ခေတ်ကလည်းပြောလို့ရတယ်အခုခေတ်လို့လည်းပြောလို့ရတယ်အခုခေတ်မှာတော့ပို့ပြီးတော့ညာဝါနေသွားတာတော့အဲ့ဒါကြီးကျွန်တော်မသိတော့ဘူးဗျာပြောချင်တာတော့ဗာလဲဆိုလို့ရှိရင်လှုပ်ချင်တဲ့သူ့အလုပ်ကသပင်ညှက်ဆိုင်နော်သပင်ညှက်ဆိုင်ဆလွန်ဘာသာဆုံးပေါ့နော်ညှက်မဲကောက်မဲဖြောက်မဲဆိုးမဲကောက်မိတ်ကပ်တွေပါတွေပါလာပြီဆိုတော့မိတ်ကပ်တွေလုံးမဲဆိုတဲ့အတိုင်းတာအဲ့လိုလှုပ်ချင်တဲ့အတိုင်းတာမှာဆိုင်တစ်ဆိုင်ကိုဖွင့်ညင်မိမဲ့သူကအဓိကတက်လိုက်တာကစရုံမိတ်ကပ်ကိုအရင်တက်လိုက်တော့ကျတော့ဘလောက်ပုံသွားလဲဆိုတော့ပြတ်သားကြီးတော့ပေါ့ဗျာခုနပြောတဲ့စကားလေးနဲ့ပတ်သက်ပြီးတော့ဈေးလေးတွေနဲ့ပတ်သက်ပြီးတော့တွေ့ကြည့်လိုက်ပါနော်အဲ့လောက်တွေ15သိန်း30အဲ့လောက်တွေပုံသွားပြီပြီးရကြမှာကျွန်တော်တို့ရှိရောအညက်မတက်သေးဘူးအညက်ကလေးတက်ချင်တယ်ဆိုပြီးကျွန်တော်တို့ရှိလာတက်တော့ကြတော့ကျွန်တော်တို့ကအဲ့တုန်းကမှကျွန်တော်ဘာသာဆုံး3သိန်းခွဲပဲယူတာဟိုအဲ့တော့အညက်ပိုင်းလေးဆိုကျွန်တော်ကိုဘယ်လောက်ပဲပြေးပါညာပေါ့နော်စိတ်ကြီးလျှော့အဲ့တော့မှထပ်ပြီးစစ်ကြဈေးအဲ့တော့တွေးကြည့်ဗျာဖြစ်တင်လားမဖြစ်တင်လားပြောချင်တာကတော့အဓိကကတော့ဘာလဲဆိုလို့ရှိရင်သူကကျွန်တော်တို့လိုစနှုံးဆိုင်ကြီးတွေစပင်ညှက်ဆိုင်ကြီးတွေနဲ့ဘာသာစုံအဲ့လိုမျိုးပြင်မယ်ဆိုလို့ရှိရင်အဓိကတော့မိန်အညက်ကိုပဲဦးစားပေးတက်စေရှင်နော်အညက်ကိုပဲဦးစားပေးပြီးတော့အရင်တက်ပါအညက်ပြရကြမှာဒီပြင်တိုင်းလေးတွေတက်စီအခန်းစီဘာသာစီလိုက်သွားစီခြင်းတဲ့အကြောင်းလေးကိုကျွန်တော်ပြောပြချင်တာပါမိနစ်က3မိနစ်ပဲကြာလို့ပတ်ဝန်းလို့မှတ်ကဲဒါပတ်တူပေါ့ပြောချင်တာကမင်းရတော့ပါလဲဆိုရှိရင်တော့ဆိုရင်လောကကြီးလှုပ်ရှားတော့မှဆိုလို့ရှိရင်ဒီကအရေးကြီးတာစရုံးမိတ်ကပ်ပိုင်းကိုသွားမယ်ဆိုလို့ရှိရင်စရုံးမိတ်ကပ်ပိုင်းလေးတွေချို့ကြလည်းရှိတယ်နော်ကျွန်တော်စရုံးမိတ်ကပ်လေးကိုပဲဦးစားပေးပြီးတော့လုပ်လို့ထားတဲ့လူတွေရှိတယ်အဲ့တော့စရုံးမိတ်ကပ်လှုပ်ရှားမှာလို့သူကစရုံးမိတ်ကပ်တစ်မျိုးပဲလှုပ်ရှားမယ်ဆိုလို့ရှိရင်စရုံးမိတ်ကပ်ဘိုင်းနေပဲဒီတန်သွားလိုက်နော်အပြစ်မပြောပါဘူးပြောချင်တဲ့စကားလေးတွေကဗျဒီစကားကြီးကိုပြောချင်တာကြားပြီဗျနော်အခုကကြာမှအခုလည်းတချီပိုင်းရောက်လာပြီနော်ဒီစကားဒီစပင်လောကကြီးဆိုလို့ရှိရင်လည်းကျွန်တော်မျှဝေပြတာတွေလည်းများခဲ့ပါပြီအခုတော့ပြောပြချင်တာလေးတွေပြောပြရစီရအဲ့တော့ပြောချင်တာကတော့ဗာလဲဆိုလို့ရှိရင်ကျွန်တော်ရဲ့အဓိကရှိတဲ့ချက်ကတော့စပင်လောကကြီးမှာခုနပြောလို့ညက်ပိုင်းနဲ့မူတည်ပြီးတော့ခုနကစလုံးဆိုင်ဆိုလို့ရှိရင်เนาะ service ဆိုင်ဆိုလို့ရှိရင်ဦးစားပေးပြီးတော့တို့အညက်ပိုင်းကိုပဲဦးစားပေးပြီးလေ့လာပါเนาะအညက်ပိုင်းတွေကိုကြာညက်ပဲဖြစ်မညက်ပဲပိုင်နိုင်သွားပြီဆိုလို့ရှိကျွန်တော်တို့ကျန်တဲ့အဓိကညက်မယ်စိုးမယ်ကောက်မယ်ဖြောင်းမယ်စရုံးမိတ်ကပ်နောက်တစ်ခါနေပိုင်းတွေပါလိပါလာပြီပေါ့နော်ခြေသက်လက်သေးတွေပါလာပြီပေါ့နော်နောက်တစ်ခါပါလာပြီမျက်နှာပိုင်းတွေပါလိပေါ့နော်အဲ့ဒါတမျိုးမျိုးအစစ်စီသွားလို့ရှိနောက်ပိုင်းပြဿနာတွေကကျွန်တော်အတွေ့အကြုံနဲ့ပြောရရင်များသောအားဖြင့်ကျွန်တော်စပင်လောကသားတွေအားလုံးသိပါတယ်တွေ့ကူပါတယ်ခုဆိုလို့ရှိရင်ပညာတွေမျှဝေပေးနေတဲ့သူတွေလည်းအများကြီးပါဗျာနော်တကယ်တမ်းယူရလို့ရှိရင်တုံတောင်တင်တန်းတောင်တက်เสียမလို့ဗျာနော်တင်တန်းတောင်တက်เสียမလို့ပဲနဲ့တို့မျှဝေပေးတဲ့ပညာလေးကိုပညာကိုးတဲ့ပညာ
ယူတတ်မယ်ဆိုလို့ရှိခက်ထဲဝင်မဟုတ်တော့မှနေပါတော့လေ့လာပြီးတော့သင်ယူလို့လေ့လာလို့ရတယ်အဲ့လိုဖြစ်ကြည့်တဲ့မှာအဓိက main ပြောချင်တာကတော့စပင်ညက်ပိုင်းကိုဦးစားပေးပြီးတော့တက်ကြပါလို့ပြောချင်ပါတယ်နောက်ပြီးစရုံးမိကတွေပဲတက်ဘာသာတွေပဲတက်ချင်တဲ့ဘာသာတွေတက်လာကြအဓိကကျွန်တော်တို့ရှိကိုရောက်လာတော့အညက်ပိုင်းလေးကြာမှာတော့ဈေးမစစ်ကြဘူးနော်ပြောချင်တာဒါပဲကျွန်တော်တို့အညက်ပိုင်းလေးကြာမှာလာပြီးကျမတို့ကတော့သမီးတို့ကတော့သားတို့ကတော့ဘယ်ဘာသာတွေကျွမ်းကျင်ပါလဲဒီအညက်ပိုင်းလေးပဲမရသေးတာပါဆိုတော့သေရောဗျာနော်အဲ့အညက်ပိုင်းကအရေးကြီးတာပြောချင်တာကအဲ့အညက်ပိုင်းလေးကိုဦးစားပေးပြီးတက်ပြီးရမှာတကန့်စီလေ့လာပါလို့ပြောပြရစီကျေးဇူးပါ